ကြည့်ပြောမိမရှိရဲ့လူမမြင်ချင်းချစ်တယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျဒီနေ့လည်းကျွန်တော်ပေါ်ရှိရရေးပြဟာတာများကိုစူးစီးထားပါတယ်ကျွန်တော်တို့ပေါ့နော်ကြည့်လိုက်အောင်ခင်ဗျ let's go ခိုင်းစားနာတိတ်ချောက်လေဒီနေ့တော့ကြွေးပါအောင်လားကြွေးပါဦးစိတ်ညစ်လိုက်တာမောင်ဖြစ်တဲ့နေရာလဲငါ့ကိုခင်းမဆိုင်ငါ့ကိုဘူးမှလည်းခင်းမဆိုင်ကြငါဖြစ်နေလို့နေရငါစိတ်ညစ်နေရနေမသိဘူးမလားဒီတော့စနေမှစိတ်ညစ်နေပြီနော်ဟမ်သိဘူးဘာစိတ်ညစ်မတယောက်လားဘာစိတ်ညစ်နေအောင်ဆိုတာနေနည်းနည်းတောင်မေးပေါ်မရအောင်မောင်တယောက်ဖြစ်ပြီးတော့စဉ်းစားနေဟာဗျာဆိုရင်ဟာ TikTok မှာဆိုရင် like တွေရော follower တွေရော view တွေရောအများကြီးရပြီနော်မောင်ကလည်းလောင်တက်တယ်နော်ငါ့ကိုချစ်တဲ့ပြီဆိုရင်အများကြီးဟာဒါပေမဲ့တချင်နေတစ်နှစ်ပြီးတစ်နှစ်တာကူလာတယ်ခုဒီလဲစရာပတ်စရာရီးစားလေးတောင်မရှိဘူးနင်းလဲညက်မောင်တယောက်လုံးဖြစ်ပြီငါ့ကိုနည်းနည်းပပရောက်ခါလေးပါလေခုရှာပေးပါလားငါနဲ့ပါဆိုင်လို့နင်မသူနေ့ဆွမ်းစားနဲ့နင်ရှားမှာလေငါလည်းငါအဆန်းစားနဲ့ငါလည်းလှပါတယ်နေ့မှတယောက်လုံးဖြစ်တယ်ငါလည်းလှပါတယ်ငါဘယ်နာဘာဖြစ်နေလို့မြို့ကပြောပြီးသားဇီးလုံးနဲ့မတက်ဆိုင်ဘူးလို့နော်ဇီးလုံးနဲ့မတက်ဆိုင်ဘူးနော်အားလုံးဇီးလုံးနင်ကဇီးသီးမဖြစ်နေလို့ဘာတွေပြောနေမှလည်းမသိဘူးအဲ့ဇီးသီးမဖြစ်တဲ့အကြောင်းကြီးပြောနေသိလားအဲ့ဇီးသီးမဖြစ်တဲ့အကြောင်းတူတူပြောဒါပေမဲ့အဲ့ဒီဇီးသီးမဖြစ်နေတဲ့ကိစ္စကငါဘာလို့ရင်ကောင်းလဲအဲ့ဒီအကြံဉာဏ်လေးတော့ပြီးဒါမျိုးလွယ်လေးငါပြောပြအကြံရှိလားပစ္စည်းနှစ်ခုတည်းဝယ်ရမှာဆက်ဘယ်တော့မှမကုန်ဘူးနော်ဈေးတက်တာလားနှစ်ခုတည်းဝယ်ရမှာဒုတ်ပကြံတွင်းကဟိုဈေးတွေပါရဲ့တက်ခံနေပြီဘာလို့ရင်ကောင်းမလဲပြောကြည့်ပြောအေးပူစီပေါင်းနှလုံးဝယ်ပြီးရင်ရင်ဘတ်ထဲကိုထည့်ပြီးရင်ဘာတော့ပန်းအောင်ဒီကောက်မှာပန်ပြီးတော့တုံတလုံးရပြီနော်အကြံဉာဏ်ပေးတာနော်ပူစီပေါင်းနှလုံးကိုနော်ဒီဘက်မှာထည့်ပြီးတော့နော်တုံတလုံးဆိုပြီးနေတာလည်းမှာပေါ်ထောက်ကလိုက်နှို့မကြိုက်မဲ့သူမရှိဘူးအဲ့လိုဆိုရမှာလားရတယ်ဒါပြောလို့နော်တုံတလုံးနော်โอเคရပြီဟုတ်โอเคတုံစွာနဲ့ရပြီနော်ရပြီကြိုက်ပြီးစပြီဒီနှစ်ဇီးသီးတို့တော့ဇီးလုံးဖြစ်ပြီးမှတ်လိုက်တော့မောင်လေးโอเคတုံတလုံးနော်မမေ့မိဖြစ်ကိုကြည့်ပြောမိမရှိရဲ့လူမမြင်ချင်းချစ်တယ်တော်ကိုမရှိတယ်အဲ့ဒါကတော့တောင်းမရဘူးတိလားဘလုံးမကိုဆောက်ရှစ်တိုင်းထည့်ပေးနေတော့ဘလုံးမရဆောက်ရှစ်လို့မိမရှိကောင်းမတော့ဆက်ဒီတော့မိမရှိရဲ့ကောင်းမတော့ကြတယ်ကျင်ကွဲနေတယ်ဗောနော်ကလေးရုပ်နဲ့မိမောက်ဆိုးစီးရှူတာငါ့ဆောက်တာမဟုတ်ဘူးရှစ်တာကွယ်မိမရှိရဲ့你可不可以改变这路去哪里？到线了瓜。ဘယ်အရင်နေရာမှာပဲလားအရင်နေရာပဲလေအရင်နေရာဘယ်နားမှာအရင်နေရာမှာပဲဆိုတော့ဘယ်နေရာမှာပြောဝိုင်းပြောဒီနော်အရင်နေရာမှာဆိုဘယ်နေရာလဲဆိုမတွေ့လားမတွေ့လားဟိုးမတွေ့လားသူမိုးတုတ်ကသူခင်းလေးတိုင်းစင်လေးလေအဲ့ဒါနတ်စင်အေးပါကွာနော်အဲ့ဒီနတ်စင်ကိုပို့လျှောက်ခဲ့နတ်စင်ကိုပို့အောင်နတ်စင်ကိုပို့လျှောက်ခဲ့နတ်စင်ပို့တော့သူ့ပြားလေးရှာကုန်မှာဗောမရှာပါဘူးနတ်စင်ကိုပို့လျှောက်ကြအောင်မတွေ့ဇီးပင်လေးတွေမတွေ့လားအဲ့ဒါအချိုးပင်ဟုတ်ဇီးပင်အချိုးပင်တွေမေးတာမင်းအိမ်ကိုမေးတာအဲ့ဒီဇီးပင်လေးကိုပို့လျှောက်ခဲ့ဇီးပင်ကိုပို့အောင်ဇီးပင်လေးကိုပို့လျှောက်ခဲ့သူ့တွေတော့စူးကုန်တော့မှာမစူးပါဘူးအဲ့ဇီးပင်ကိုပို့လျှောက်တော့မကုန်းနေနေလေးတွေ့လားနေအဲ့ဒီနေလေးကိုခါကြောရကုန်းမြင်းလေးဆိုတာရှိသေးတယ်မြင်းလေးကိုကြောရတော့ကုန်းဆောက်ကလေးဆိုတာရှိသေးဆောက်ကလေးတို့ခါကြောရတော့ကုန်းပြက်ကလေးဆိုတာရှိသေးပြက်ကလေးကိုကြောက်တော့မှာမဟုတ်ဘူးနော်ပြလေးဆိုတာရှိသေးတယ်ပြလေးကိုကြောရတယ်မှာအဲ့နေရာကျမေးလိုက်တော့ဗျာကုန်းနေမြင့်ဆောက်ဘရိုခံသားဆိုတော့ရီးနေတာပေါ့ဘရိုကောင်ရီးရပေါ့ဟာတကယ်ကြီးကွာရောက်မင်းရလဲကွာရောက်လက်ကားတင်းနေများရတာကွာငွေတွေကိုမရောက်နိုင်ယူကြောင်မှုကြနေပေါ့နော်
ယထာလောက်နော်မလဲအိမ်လို့ထင်ရင်တော့ တကယ်ကြီးဟာရောကြားရင်ဟုတ်လို့လားခမရမဟုတ်လားဒီလက်ရက်ဒိတ်ဒိတ်လေးရေနော်မင်းမဟုတ်လားကွာဒီမဲ့ခမလက်ရက်တားနဲ့ကြောက်ရလက်ရက်ပြည့်ဟာဒူးတွေတုံးနေတော့ရပြည့်ပြည့်လက်တက်ရုံရဟုတ်တယ်ဟုတ်တယ်မရောက်သေးဘူးတော့ရဟာခမရမင်းလားဘယ်နဲ့နားတော့လားတော့ကွာဒီကားမျိုးပဲအိတ်တော့နေလားဒီတက်တာ ညာလေကားနေမှာပဲအဲ့တော့တယ်အားလုံးပဲဘာမှမကြောချင်တယ်လေ like subscribe နဲ့အပိခဲ့ကြပါအောင်ဗျကျွန်တော်အပိတဲ့တယောက်တည်းနေလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲလက်ရှိနေ့ဖြစ်နိုင်ကြပါစေဗျအားလုံးပဲဘိုင်မယ်ပါနော်